1939 ခုနှစ်ဩဂုတ်လမှာအိုင်းစတိုင်းကအမေရိကန်သမ္မတရူးစပက်စီကိုစာဆောင်ရေးခဲ့ပါတယ်။အဲဒီစာကြောင့်ပဲအမေရိကန်ဆိုရကနျူကလ িয়ার ဘုံးတိစောက်ဖို့မဟန်တန် project ကိုစတင်ခဲ့တာဖြစ်ပါတယ်။အိုင်းစတိုင်းကသမ္မတရူးစပက်စီကိုဘာတွေရေးပို့ခဲ့တယ်လဲ။မဟန်တန် project ကရောဘယ်လိုမျိုးဖြစ်လာခဲ့တယ်လဲဆိုတော့ဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။ Atomic ဘုံအကြောင်းကိုနားလည်ဖို့ဆိုရင်အတန်တွေရဲ့တိစောက်ပုံကနေစရမှာပါ။ရှေးခေတ်ကလေးကလူသားတွေဟာအရာဝတ္ထုတွေကိုဆက်ပြီးခွဲသွားရင်နောက်ဆုံးမှာဘာကြံမလဲဆိုတဲ့မေးခွန်းကိုမေးခဲ့ကြပါတယ်။နောက်ပိုင်းမှာသိပ္ပံပညာကအတန်ဆိုတဲ့ယူအစတစ်ခုကိုတိစောက်လာခဲ့ပါတယ်။အဲဒီခေတ်တုန်းကအတန်ဆိုတာထပ်ပြီးခွဲလို့မရတော့တဲ့အရာဝတ္ထုတစ်ခုရဲ့အခြေခံအဆောက်အအုံအဖြစ်ယူဆခဲ့ကြတာပါ။ဒါပေမဲ့20ရာစုအစမှာသိပ္ပံပညာရှင်တွေကအတန်ကိုလေ့လာရင်းနဲ့အတန်တွေဟာလုံးဝခွဲလို့မရတဲ့အရာမဟုတ်ဘူးဆိုတာသိလာခဲ့ကြပါတယ်။အတန်ရဲ့အလယ်မှာနျူကလ িয়ার ရှိပါတယ်။နျူကလ িয়ার ထဲမှာတော့ပရိုတွန်နဲ့နျူထရွန်တွေရှိပါတယ်။ပြီးတော့နျူကလ িয়ার အပြင်ဘက်မှာအီလက်ထရွန်တွေကလှည့်ပတ်နေတာပါ။ဒါပေမဲ့နျူကလ িয়ার ဖစ်ဇစ်ရဲ့အံ့ဩစရာကအတန်ရဲ့စွမ်းအင်အများစုဟာသူ့ရဲ့ chemical bond တွေထဲမှာမဟုတ်ပဲနျူကလ িয়ার ထဲမှာရှိနေတာပါ။1905ခုနှစ်တုန်းက Albert Einstein ကရူပဗေဒကိုပြောင်းလဲစေမဲ့အယူအဆအသစ်တစ်ခုကိုဖော်ထုတ်ခဲ့ဥပါတယ်။ဒါက E = mc² ဆိုတဲ့ကမ္ဘာကျော် equation မှာဓာတ်ထုနဲ့စွမ်းအင်ဟာတိကျမဟုတ်ပဲတစ်ခုနဲ့တစ်ခုပြောင်းလဲနိုင်တယ်ဆိုတဲ့ဆက်နွယ်နေတဲ့သဘောတရားကိုဖော်ပြတာပါ။အလွန်သေးငယ်တဲ့ဓာတ်ထုကိုတော့စွမ်းအင်အဖြစ်ပြောင်းလဲနိုင်ရင်အလွန်တရာကြီးမားတဲ့စွမ်းအင်တွေရနိုင်ပါတယ်။ဒါပေမဲ့ Einstein ရဲ့ equation ကိုရရှိပြီးတဲ့အချိန်မှာဒီစွမ်းအင်ကိုဘယ်လိုထုတ်ယူမလဲဆိုတာမသိသေးပါဘူး။အဲဒီဖြေကနှစ်ပေါင်း30နီးပါးကြာပြီးမှရောက်လာပါတယ်။1938ခုနှစ်ဂျာမနီမှာအာရိုဟန်နဲ့ Fritz Strassmann တို့ကယူရေနီယံကိုနျူထရွန်တွေနဲ့ပြစ်ခတ်စမ်းသပ်နေကြရင်ထူးဆန်းတာတစ်ခုတွေ့ရှိခဲ့ကြပါတယ်။ယူရေနီယံနျူကလ িয়ার ကိုနျူထရွန်တစ်ခုကဝင်တိုက်လိုက်တဲ့အခါယူရေနီယံနျူကလ িয়ার ဟာနှစ်ပိုင်းနီးပါးကွဲထွက်သွားပါတယ်။ဒီဖြစ်စဉ်ကို nuclear fission လို့ခေါ်ပါတယ်။ပြီးတော့အရေးကြီးဆုံးအချက်ကနျူကလ িয়ার ခွဲထွက်သွားတဲ့အခါစွမ်းအင်အများပြားထွက်လာတာပါ။ဒါပေမဲ့ဒီနေရာမှာအန်ဒီရဲ့ကြီးတဲ့ပြဿနာတစ်ခုရှိနေပါတယ်။ fission တစ်ခုဖြစ်တဲ့အခါနျူထရွန်အသစ်တွေထွက်လာနိုင်တာပါအဲဒီနျူထရွန်တွေကနောက်ထပ်ယူရေနီယံနျူကလ িয়ার တွေကိုဝင်တိုက်နိုင်ပါတယ်ဒီလိုနဲ့နောက်ထပ် fission တွေဖြစ်မယ်ထပ်ပြီးတော့နျူထရွန်တွေထွက်မယ်ထပ်ပြီး fission တွေဖြစ်မယ်ဒီလိုနဲ့ဇက်တိုက်ဖြစ်သွားရင်မဆုံးနိုင်တဲ့ chain reaction ကြီးဖြစ်လာနိုင်ပါတယ်ဒါကိုရိုးရိုးရှင်းရှင်းစဉ်းစားကြည့်ရင်ဒါကဒိုမီနို effect လို့ပါပဲဒိုမီနိုတုံးတုံးကိုလဲလိုက်ရင်အဲ့ဒီတုံးကနောက်တုံးတွေကိုဇက်တိုက်လဲစီတဲ့သဘောမျိုးပါအဲ့ဒီလိုပါပဲ nuclear fission မှာ fission တစ်ခုက neutron တွေကိုထုတ်ပေးတယ်အဲ့ဒီ neutron ကနောက်ထပ် fission တွေကိုဖြစ်စေတယ်အကယ်၍ reaction တစ်ခုကနေထွက်လာတဲ့ neutron တွေကအနည်းဆုံးနောက်ထပ် reaction တွေကိုဆက်လက်ဖြစ်စေနိုင်ရင် reaction ကသူ့ဘာသာသူဆက်သွားနိုင်ပါတယ်ဒီ user ကို self sustaining chain reaction လို့ခေါ်ပါတယ်ပြီးတော့ဒီအချက်က atomic bomb အတွက်အရေးကြီးဆုံး physics concept တစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ဘာကြောင့်ယူရေနီယံကိုအသုံးပြုရတာလဲဆိုရင်ယူရေနီယံဆိုတာ isotope အမျိုးမျိုးရှိတဲ့ element တစ်ခုပါ။အဲ့ဒီထဲမှာမှယူရေနီယံ235က neutron indirect fission ဖြစ်နိုင်တဲ့အရေးကြီးတဲ့ isotope တစ်ခုဖြစ်ပါတယ်။သဘာဝယူရေနီယံထဲမှာတော့ယူရေနီယံ235ကအများစုမဟုတ်ပါဘူး။ဒါကြောင့်ဘုံတိဆောက်ဖို့ဆိုရင်ယူရေနီယံ235ကိုတိကျခွဲထုတ်ပြီး concentration မြင့်ဖို့လိုလာပါတယ်။ဒီနေရာမှာမဟန်တန် project ရဲ့အကြီးမားဆုံး engineering problem တစ်ခုဖြစ်လာပါတယ်။ uranium 235ကို uranium 238ကနေဘယ်လိုခွဲမလဲဆိုတာပါ။ chemically အရဆိုရင်နှစ်ခုလုံးက uranium atom တွေဖြစ်လို့အလွန်ဆင်တူပါတယ်။မတူတာကဓာတ်ထုအနည်းငယ်ပဲကွာတာပါ။ဒါကြောင့် American က uranium enrichment အတွက်နည်းလမ်းအမျိုးမျိုးကိုအကြီးကျယ်တီထွင်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာဂျာမနီဘက်မှာရောဘာတွေဖြစ်နေခဲ့သလဲ။ဒီရှာဖွေတွေ့ရှိမှုဖြစ်ပေါ်ခဲ့ချိန်တုန်းကဒုတိယကမ္ဘာစစ်ကမစတင်သေးပါဘူး။ဂျာမနီဘက်မှာလည်း nuclear physics ကိုလေ့လာနေတဲ့သိပ္ပံပညာရှင်တွေရှိနေပါတယ်။ဒါပေမဲ့1939ခုနှစ်မှာဥရောပရဲ့အခြေအနေကပြောင်းလဲသွားပါပြီ။အဲ့ဒီအချိန်တုန်းကသိပ္ပံပညာရှင်တွေဖြစ်တဲ့ Leo Szilard, Eugene Wigner နဲ့ Edward Teller တို့ကဥရောပကနေအမေရိကန်ဘက်ကိုထွက်ပြေးလာခဲ့ရပါတယ်။သူတို့ကဂျာမနီဟာဒီနည်းပညာကိုအရင်ဆုံးလက်နက်အဖြစ်အသုံးချမှာကိုအလွန်အမင်းစိုးရိမ်နေခဲ့ကြတာပါ။ဒီစိုးရိမ်မှုကြောင့်ပဲ1939ခုနှစ်ဇူလိုင်လမှာ Leo Szilard နဲ့ Eugene Wigner တို့က Einstein စီကိုတွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
Zilla က atomic bomb ဖြစ်နိုင်ခြေကိုအလွန်စိုးရိမ်နေခဲ့တာပါ။သူက Einstein ရဲ့နာမည်နဲ့ American သမ္မတစီတတိပေးစာပို့ရင်အစိုးရကပို့ပြီးအလေးနက်ထားမယ်လို့ယူဆခဲ့တာပါ။ Einstein ကလည်း Zilla ရဲ့အကူအညီနဲ့စာတစ်စောင်ရေးခဲ့ပါတယ်။1939ခုနှစ် August လ2ရက်နေ့မှာတော့ Einstein ရဲ့နာမည်နဲ့ American သမ္မတ Roosevelt စီကိုစာတစ်စောင်ရောက်လာခဲ့ပါတယ်။စာထဲမှာ uranium chain reaction ကနေအလွန်စွမ်းအားကြီးတဲ့ဘုံတစ်မျိုးဖြစ်နိုင်ကြောင်းဂျာမနီကလည်းဒီနယ်ပယ်ကိုစိတ်ဝင်စားနေကြောင်းသတိပေးထားတာပါ။ဂျာမနီတွေ atomic bomb ကိုမတိစောက်နိုင်ခင်ဤပညာလက်ဦးမှုရယူဖို့ American အစိုးရကိုသတိပေးလိုက်တာလည်းဖြစ်ပါတယ်။ Einstein ရဲ့စာကို Alexander Sachs က Roosevelt စီယူသွားပါတယ်။1939ခုနှစ်အောက်တိုဘာ17မှာ Sachs က Roosevelt ကိုစာအကြောင်းရှင်းပြ။စာပိုင်းမှာ Roosevelt ကချက်ချင်းဆုံးဖြတ်ချက်မချသေးပါဘူး။ဒါပေမဲ့နောက်တစ်နေ့မှာထပ်တွေ့ပြီးနောက်ဒီကိစ္စကိုစုံစမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲဒီနောက် Roosevelt က Advisory Committee on Uranium ကိုဖွဲ့စည်းခဲ့ပါတယ်။ဒါဟာ Atomic Bomb Program စီသွားတဲ့ American ဆိုရရဲ့ပထမဆုံးတရားဝင်ခြေလှမ်းဖြစ်လာပါတယ်။1942ခုနှစ်မှာ American စစ်တပ်ကဒီ project ကိုတာဝန်ယူပြီး Manhattan Project ကိုစတင်ခဲ့တာပါ။ Manhattan Project ရဲ့အံ့ဩစရာကဘုံတစ်လုံးကို laboratory တစ်ခုထဲမှာတိစောက်နေတာမဟုတ်ပါဘူး။နေရာအများကြီးမှာပြိုင်တူအလုပ်လုပ်နေကြတာပါ။ Oak Ridge Tennessee မှာ uranium isotope separation လုပ်ပါတယ်။ Hanford Washington မှာ nuclear reactor တွေအသုံးပြုပြီး plutonium ထုတ်လုပ်ခဲ့ပါတယ်။ပြီးတော့ Los Alamos New Mexico မှာဘုံဒီဇိုင်းကိုဖန်တီးခဲ့ပါတယ်။ဒါကြောင့် Manhattan Project ဆိုတာ laboratory project တစ်ခုထက်စက်မှုသိပ္ပံနဲ့စီရေးအင်အားစုစည်းထားတဲ့ mega project ကြီးတစ်ခုဖြစ်လာပါတယ်။ဒီနေရာမှာ J. Robert Oppenheimer ပေါ်လာပါပြီ။သူဟာ theoretical physicist တယောက်ပါ။ nuclear physics ကိုနားလည်တယ်။ quantum mechanics ကိုလည်းကောင်းကောင်းနားလည်ပါတယ်။ပြီးတော့သိပ္ပံပညာရှင်အများကြီးကိုတနေရာထဲမှာစုစည်းပြီးပြဿနာတစ်ခုကိုအတူတကွဖြေရှင်းနိုင်တဲ့အရေးချင်းလည်းရှိပါတယ်။1943ခုနှစ်မှာ Los Alamos Laboratory ကိုတည်ထောင်ပြီး Oppenheimer ကို scientific leadership ပေးခဲ့ပါတယ်။ဒီနေရာကို Richard Feynman, Hans Bethe, Enrico Fermi, Edward Teller စတဲ့နာမည်ကြီးသိပ္ပံပညာရှင်တွေလည်းရောက်လာခဲ့ကြပါတယ်။သူတို့အားလုံးရဲ့ရည်မှန်းချက်ကအတန်ကိုလက်နက်အဖြစ်အသုံးချနိုင်အောင်လုပ်ဖို့ပါ။ Manhattan Project ကဘုံဒီဇိုင်းအတွက်အဓိက fissile material နှစ်မျိုးကိုအသုံးချခဲ့ပါတယ်။ Uranium 235နဲ့ Plutonium 239ပါ။ Uranium 235အတွက်ဂန်တိုက်ဒီဇိုင်းကိုအသုံးပြုနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Plutonium အတွက်တော့အခြေအနေကအဲ့လိုမဟုတ်ပါဘူး။ပုံမခက်ခဲခဲ့ပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေက implosion design ကိုတီထွင်ခဲ့ကြပါတယ်ဒီ design ကအလွန်ကိုရှုပ်ထွေးတာပါပြီးတော့ plutonium ကတကယ်အလုပ်ဖြစ်မလားဆိုတာလည်းမသိကြပါဘူးဒါကြောင့်စမ်းသပ်မှုအရင်လုပ်ရပါတယ်1945ခုနှစ်ဇူလိုင်လ16ရက် New Mexico ရဲ့ Alamogordo တဲကန်တာယာထဲမှာမနက်9နာရီကိုဝန်းကျင်လောက်မှာကမ္ဘာသမိုင်းရဲ့ပထမဆုံး nuclear လက်နက်စမ်းသပ်မှုဖြစ်လာခဲ့ပါတယ်ဒီဘုံရဲ့နာမည်ကတော့ Trinity ပါဒါဟာပထမဆုံး nuclear explosion ဖြစ်ခဲ့ပါတယ် energy output က TNT 20 kiloton ဝန်းကျင်ရှိခဲ့ပါတယ်နှစ်ပေါင်းများစွာသိပ္ပံပညာရှင်တွေတွက်ချက်ခဲ့ကြတာဟာအခုတော့လက်တွေ့ဖြစ်သွားပါပြီအတန်ရဲ့ nuclear ထဲမှာကိန်းအောင်းနေတဲ့စွမ်းအင်တွေကိုလူသားတွေကလက်နက်အဖြစ်ထုတ်ယူနိုင်ခဲ့ပါပြီTrinity test ဟာအောင်မြင်သွားပေမဲ့ atomic bomb ကိုတကယ်စစ်မြေပြင်မှာအသုံးပြုမလားမပြုဘူးလားဆိုတဲ့ဆုံးဖြတ်ချက်ကကြံပါသေးတယ်1945ဇူလိုင်16ရက်မှာ atomic bomb ကိုစမ်းသပ်အောင်မြင်ခဲ့တယ်နောက်10ရက်ကြာတဲ့အခါဇူလိုင်26ရက်နေ့မှာ American ပြည်တိန်နဲ့တရုတ်နိုင်ငံတို့ပူးပေါင်းပြီး Potsdam Declaration ကိုကြေညာခဲ့ပါတယ်ဒီကြေညာချက်ကဂျပန်ကိုမင်းတို့လက်နက်ချမလားအပြစ်အစည်းတွေနဲ့ရင်ဆိုင်မလားဆိုပြီးကြေညာခဲ့တာပါဒါပေမဲ့ဂျပန်ကတော့ဒီကြေညာချက်ကိုလက်မခံသေးပါဘူးဒီလိုနဲ့1945ဩဂတ်လ6ရက်နေ့မှာဟီရိုရှီမာကိုယူရေနီယံအတိုမစ်ဘုံတစ်လုံးကျဲချခဲ့ပါတယ်နောက်3ရက်ကြာတဲ့အခါဩဂတ်လ9ရက်နေ့မှာနာဂါစကီကိုနောက်ထပ်ပလူတိုနီယံအတိုမစ်ဘုံတစ်လုံးထပ်ကျဲခဲ့ပါတယ်ဩဂတ်လ15ရက်နေ့မှာတော့ဂျပန်ကလက်နက်ချမဲ့အကြောင်းကြေညာခဲ့ပြီး1945ခုနှစ်စက်တင်ဘာ2ရက်နေ့မှာတော့လက်နက်ချအရှုံးပေးကြောင်းတရားဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်ဒီလိုနဲ့ဒုတိယကမ္ဘာစစ်လည်းအဆုံးသတ်သွားခဲ့ပါတယ်Nuclear bomb project က Einstein ရဲ့စာတစောင်ကနေစခဲ့တယ်ဆိုပေမဲ့သူက nuclear bomb ရဲ့ theory ကိုပေးခဲ့တာမဟုတ်သလို Manhattan project မှာတော့ပါဝင်ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်ဒီ nuclear bomb ဖြစ်ပေါ်လာတာကိုခြုံငုံကြည့်မယ်ဆိုရင်ဒါဟာသိပ္ပံပညာရှင်တစုရဲ့သတိပေးမှုနိုင်ငံခေါင်းဆောင်တယောက်ရဲ့အမျှော်မြင်ရှိမှုနဲ့ပညာရှင်ပေါင်းများစွာရဲ့ကြိုးစားအားထုတ်မှုကနေပေါ်ပေါက်လာတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကနေစပြီး nuclear ခေတ်ကိုစတင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်
နောက်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ